င်းလေးကထဲတော်ဝင်ချရတယ်အပြင်ရနိုင်အောင်တော်တော်လေးလာပဲ ဟုတ်တယ်ကိုရဲ့အထဲမှာ Grandin ကဆေးလဲရောက်နေပြီဆိုတော့မင်းတို့မြင်သွားလိုက်ရအောင် မင်္ဂလာပါရှင် Grandin စီမှာကျေးဇူးပါရှင်ဒီနေ့မှာတော့ပူပူနည်းနည်းလက်ထပ်ထားတဲ့အကိုတို့အမတို့လူမျိုးလူငယ်စုံတွေအကြိုက်တွေ့စေမဲ့မြောက်တကုံမျိုးနဲ့39ရက်ကောက်က Morin Sansan 3RGU Slab in thick ကိုညီမလက်ပြပြီးတောင်းပါဖြစ်ပါတယ်ရှင် ရှိမှလည်းကားရဖို့အတွက်နေရာလေးရှိရပဲနော် ဟုတ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ကားနဲ့စီလက်က AC ရက်လို့ရတာဆိုတော့ကားပတ်ရင်တက်ကတော့လုံးဝပူကြမလို့ပါဘူးရှင်ပြီးတော့ဒီအိမ်ကအိမ်နံပါတ်ပေါင်း7ဖြစ်လို့7မိနစ်နဲ့လူကြီးစားရပြီးတော့အကိုတို့အမတို့လူမျိုးကျင်းဆောင်မောင်းနှံနေတော့အတိတ်နိမိတ်အရန်ကောင်းတဲ့အိမ်ဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်ညီမလေးအထည့်ကိုလိုက်ပြပြီနော်အဲကွန်ခဏလေးတော့မှပါဝင်ပါတယ်အခုခေတ်အဲကွန်တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်15သိန်းဝန်းကျင်လောက်ကရှိနေတဲ့အပြင်မှာတက်စင်ကားတွေရောချင်းကုန်နာတွေပါထက်တက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီအိမ်ကအားလုံးစင်တပည့်မို့လို့ကုန်ကြသက်သာစီမှာပါ မင်းနဲ့ပတ်သက်ပြီးတော့ဒီဘက်မှာဘယ်လိုအခြေအနေရှိလဲ အဲ့ဒါတော့လည်းစိတ်မပူပါနဲ့ရှင်ဒီအိမ်မှာ300 ampere battery နဲ့ inverter လည်းပါရှိတာဆိုတော့24နိုင်နေရရှိပါတယ်ရှင်မီတာကလည်းချစ်တာရောက်တာပေါ့ ဟာကချန်ကလည်းကျဲပြီးတော့တန့်တယ်နော်မင်းတို့ကြိုက်ပဲပေါ့ ဟုတ်တယ်ဒီမျိုးကြောင့်မှဆိုလို့ရှိရင်ကျူရခင်းမိထားပြီးတော့အခုလိုမျိုးကပ်ပီနဲ့စုံနေနဲ့ပါရှိတာဖြစ်ပါတယ်ဒီအိမ်မှာဆိုလို့ရှိရင်တော့ master bedroom လေးခန့်တော့ပါဝင်ပါတယ်ရှင်။နောင်သားသမီးရလာရင်ပဲဖြစ်ဖြစ်ဧည့်သည်လာရပဲဖြစ်ဖြစ်မိဘရဲ့လာရဲ့ခါမျိုးပါဖြစ်ဖြစ်တူးချင်းစီတော့ဒီတက်ကောက်ကောက်မွန်မွန်နေထိုင်လို့ရပါတယ်ရှင်။ အမကြည့်ရတော့အခန်းလေးတွေကကျေပြီးတော့အလင်းအောင်လေးရရင်နော်အမထပ်တိထင်တာကတော့ပိုင်ဆိုင်မှုကဘယ်လိုရှိလဲ ဟုတ်ကဲ့ပိုင်ဆိုင်မှုကတော့ခိုင်ပါပါတယ်ရှင်။ Grand Crossing နေရာဖြစ်လို့အချိန်အချိန်မဆောင်အောင်လည်းမိမိနာမည်ပေါက်ဖောက်လို့ရမယ်အင်းကြီးဖြစ်ပါတယ်ရှင်။ဒီတုံးတက်မှာဝရန်တာလေးနဲ့ထပ်ပါလေးရပဲနော် ဟုတ်တယ်ရှင်ကိုရဲ့ဒီနေရာလေးမှာဝရနာလေးထပ်ထုတ်ပေးထားတဲ့အပြင်မှာအကိုတို့အမတို့အကြိုက်တွေ့စီနဲ့အပေါ်ကျွန်းတက်က reslab လေးကိုလည်းညီမထပ်လိုက်ပြပေးမယ်နော်ဒီနေရာကတော့ဒီအိမ်ရဲ့အသက်ဖြစ်တဲ့ reslab နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာလေးမှာကတော့ကိုတို့အမတို့အနေနဲ့ညဘက်မိသားစုနဲ့ဟုတ်ပါတီလေးပဲလုပ်မလားညဘက်တကယ်ချင်းနေနေပဲချိန်မလားအကိုတို့အမတို့စိတ်ကြိုက်လူလွတ်လပ်ပန်းဖြေလို့ရမယ့်နေရာလေးဖြစ်ပါတယ်ရှင် ဒါဆိုရင်ဒီနေရာလေးကတော်တော်မိုက်တာပဲနော်ကို ဟုတ်တော့မင်း Morin Design နဲ့မြတ်တကုံ39ရက်ကမှာကဒီလိုအိမ်မျိုးတကယ်ကိုရှားတယ်နော်လူငယ်ဆောင်တွေအတွက်တကယ်ကို Grand Dream ဖြစ်စေမယ့်အိမ်လေးပါစိတ်ဝင်စားလို့လူ Grand လိုက်ကြည့်ရှုချင်တာပဲဖြစ်ဖြစ်အသေးစိတ်သိရှိလိုတာပဲဖြစ်ဖြစ်ရဒီတို့ရဲ့ Grand Dream Hotline ဖုန်းနံပါတ်ဖြစ်တဲ့3990 9363ကိုဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ရှင်